ဒီနေ့တော့စားလို့လည်းကောင်းပြီးတောက်ရလည်းလွယ်တယ်ပဲတီပင်ပေါ့တောက်လေးတောက်စားမယ်ပေါ့နော်ရင်းဆောင်ရေစုအောင်တည်ထားလေပေါ့နော်အဲ့ဒီရေစုထဲမှာပဲရေတက်စင်ထားပြီးသားပဲတီပင်ပေါက်လေးတွေကိုလောင်းထည့်ပေးလိုက်မယ်ပေါ့နော်ပျောက်ထားပေးလိုက်မယ်ပဲတီပင်ပေါက်လေးတွေကိုတစ်ချက်ပျောက်ပေးထားလိုက်မယ်ပေါ့နော်နည်းနည်းလေးနိုးလာပြီးဆိုတဲ့ခါကျရင်တော့မီလေးပိတ်ပြီးတော့ရေစစ်ပေးထားလိုက်မယ်ပေါ့နော်အဲ့တော့ကျက်နေပြီပေါ့နော်ဒါကိုဦးလေးချပြီးတော့ရေစစ်ထားလိုက်မယ်ပြီးရင်တော့ပါဝင်မဲ့ပစ္စည်းလေးတွေကိုပြင်ထားပေးမယ်ပေါ့နော်ကျက်သွန်လေးဦးကြီးတစ်လုံးကိုမထူမပါလေးလှီးထားတယ်ပေါ့နော်ပြီးတော့ပြီဆိုရင်ဖယ်ထားပေးလိုက်မယ်ပေါ့နော်အခွားတီးကိုလည်းမထူမပါလေးလှီးထားပေးလိုက်တယ်ပေါ့နော်တောက်တဲ့ခါကျအထူမပါလေးရပို့ပြီးတော့စားကောင်းတယ်ပေါ့နော်နည်းနည်းတူတူလေးလှီးထားပေးလိုက်တယ်တခွားတီးကိုလည်းလီးပြီးရင်တော့ခွာတီကိုလေးဖယ်ထားပေးလိုက်မယ်ပြီးရှောက်ရွက်ပေါ့နော်အရေးပိုင်းကိုဖယ်လိုက်ပြီးတော့ပပလေးလှီးထားပေးလိုက်မယ်ရှောက်ရွက်လှီးပြီးတော့ပြီဆိုရင်ရှောက်ရွက်ကိုလေးဖယ်ပေးထားလိုက်မယ်ပေါ့နော်နံပင်တစ်ခက်ကိုဒီစေးတက်စတာပြီးသားအဲ့ဒါလေးကိုလည်းပပလေးလှီးထားပေးလိုက်မယ်နံပင်လေးလှီးပြီးဆိုရင်တော့ဖယ်ထားပေးလိုက်တော့မယ်အတောက်စားတောက်လို့ရပြီပေါ့နော်ခုနကရေတက်စင်ထားရေစစ်ထားတဲ့ပဲဒီပင်ပေါက်လေးတွေပေါ့နော်ရေညှစ်ထားပြီးတော့တောက်မဲ့ဘက်ကနေထည့်ပေးလိုက်မယ်ခုနလှီးထားတဲ့အသီးရွက်လေးတွေကိုလည်းထည့်လိုက်မယ်ပြီးရင်အချုံမှောက်ထည့်မယ်ပဲအကျက်မှောက်ထည့်မယ်ငမ်ပြာရေထည့်မယ်မကြီးမဲ့ရေပေါ့နော်အဲ့ဒါလေးလည်းထည့်မယ်ရုပ်ဒီအကျက်မှောက်တစုံထည့်လိုက်တယ်ဒါမြေပဲဆန်ကိုလော်ထားပြီးသားလေးကိုမညက်တညက်လေးထောင်းထားတယ်ပေါ့နော်အကျက်သွန်ပြစီကျက်နဲ့စီလေးကိုထည့်လိုက်မယ်ပြီးတော့ရင်တော့အတောက်ကိုတမအောင်နေပေးလိုက်မယ်ပေါ့နော်ကောင်းလောင်းလေးနှက်တော့ပြီးဆိုရင်တော့အရသာမြည်ကြည့်ပြီးတော့စင်ပြေပြီးဆိုရင်တော့စားမဲ့ဘက်ကနေထည့်ပေးလိုက်တော့မယ်အလုံးစီထည့်ပေးပြီးတဲ့ခါကျရင်တော့ဒီပေါ်မှာဆောက်ရွက်လေးခုနဖယ်ထားနည်းနည်းလေးဖယ်ထားတယ်ပေါ့နော်အဲ့ဒါကိုပေါ်မှာဖြူထည့်လိုက်မယ်ခါကျရင်တော့တောက်ရလေးလွယ်ပြီးစားလို့လည်းကောင်းတယ်ဒီပဲဒီပင်ပေါက်အတောက်လေးကတော့စားလို့ရပါပြီတောက်ရလေးလွယ်တယ်စားလို့လည်းကောင်းတယ်ပေါ့နော်